ကျမရောက်ခမာကလောင်ကစားဝိုင်းမှာပတ်စံရှုံပြီးအိမ်ပြန်ရောက်တော့ကျမကိုဒေါသထွက်ပြီးရိုက်နေတယ်။အဲ့ဒီမြင်ကွင်းကိုအခုမှအိမ်ပြန်ရောက်လာတဲ့ကျမရဲ့ခင်မွန်းကမြင်လိုက်ရတယ်။ဘာဖြစ်တာလဲလို့မမေးပဲကျမကိုသားသမီးမကောင်းဘူးလို့ချက်ချင်းဆူပူတယ်။ကျမလည်းစိတ်ကိုမထိန်နိုင်တော့ပဲပြီးခဲ့တဲ့9နှစ်တာကာလအတွင်းခံစားခဲ့ရသမျှအားလုံးကိုပြောချလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူကဖုန်းခေါ်ဆိုမှုတစ်ခုရုတ်တရက်ရခဲ့တယ်။ကမ္ဘာအကြီးဆုံးလက်ဝဲရတနာကုမ္ပဏီကသူ့ကုမ္ပဏီနဲ့ပူးပေါင်းကိုသဘောတူပြီး3ရက်အတွင်းစာချုပ်ချုပ်ဆိုမယ်တဲ့။ကျမရောက်ခမကဒါကိုကြားတော့တားဖြစ်သူတော်တယ်လို့ချက်ချင်းချီးကျူးပြီးကျမကိုတော့အထုံးမကြဘူးသူသားကိုပဲအနောက်ရက်ပေးတယ်လို့ဆူပူတယ်။သူတို့မိသားစုရဲ့စစ်မှန်တဲ့သဘောထားကိုငင်ပြီးတဲ့နောက်ကျမရဲ့စိတ်နှလုံးသားကလုံးဝအေးဆက်သွားတယ်။ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးဘာမှမပါပဲထွက်ခွာဖို့သဘောတူလိုက်တယ်။ဒါပေမဲ့ကျမထွက်ခွာခါနီးမှာကျမရောက်ခမကကျမကိုတားစီတယ်။ကျမဝတ်ထားတာတွေတုံးနေတာတွေအားလုံးကသူသားရဲ့ပတ်စံနဲ့ဝယ်ထားတာတွေဖြစ်တယ်လို့ပြောတယ်။ထွက်သွားခြင်းရင်အကုန်ချွတ်သွားရမယ်တဲ့။ဒါကြောင့်သူတို့ရှေ့မှာကျမကပစ္စည်းတစ်ခုချင်းစီကိုတစ်ခုပြီးတစ်ခုချွတ်လိုက်တယ်။နောက်ဆုံးပစ္စည်းကိုချွတ်လိုက်တဲ့အခါမှာတော့ကျမရဲ့ခင်မွန်းကစကားပြောလာတယ်။ဒါပေမဲ့သူပြောတာကကျမကိုနေခိုင်းတာမဟုတ်ပဲချက်ချင်းထွက်သွားဖို့ပြောတာပါ။ဒါတောင်ကျမရောက်ခမကကျမကိုလွှတ်မပေးပဲလက်ထပ်လက်စုပ်ကိုပါချွတ်ခိုင်းတယ်။ကျမစိတ်ထဲမှာလက်စုပ်ကိုချွတ်လိုက်တဲ့အချိန်မှာကျမတို့နှစ်ယောက်ကြားမှာဘာဆက်ဆံဤမှမရှိတော့ဘူး။အဲ့ဒီနောက်မှာတော့နောက်ပြန်မလွယ်ပဲအင်္ဂါနေထွက်လာခဲ့တယ်။ကျမရဲ့ခင်မွန်းကတော့ကျိုးရွှဲစွာဖြိုးရွှင်နေပြီးရက်အနေငယ်အတွင်းမှာကျမကနှိမ့်ချစွာပြန်လာပြီးပြန်လဲတင့်မြတ်ဖို့တောင်းပန်လိမ့်မယ်လို့တွေးနေတယ်။ဒါပေမဲ့သူကကျမကိုအဲ့ဒီလက်ဝိယတနာကုမ္ပဏီရဲ့ပိုင်ရှင်ဆိုတာမသိခဲ့ဘူး။သူ့ကိုနှိမ့်ချသွားမှာဆိုလို့ကျမကကျမရဲ့အထောက်ထားကိုဖုံးကွယ်ပြီးသူ့ကိုစိတ်ပါလက်ပါလက်ထပ်ခဲ့တာမှာကျမရဲ့စိတ်ရင်းစေတနာကဒီလိုအဆုံးသတ်သွားမယ်လို့ဘယ်တော့မှမတွေးခဲ့မိဘူး။ဒါကြောင့်ကျမကကျမရဲ့အထောက်ထားကိုဖော်ထုတ်ပြီးသူတို့ကိုရင်ဆိုင်စေဖို့ဆုံးဖြတ်လိုက်တယ်။မကြခင်မှာပဲလက်မှတ်ထိုးပွဲနေ့ရောက်လာတယ်။စိတ်ကြိုက်ချုပ်ထားတဲ့ကားဝန်းကိုဝတ်ပြီးဇင်ခံကားတစ်စီးပေါ်ကနေဆင်းလာတဲ့အခါချက်ချင်းပဲအာယုံစိုက်ခံရတယ်။ကျမရောက်ခမကကျမကိုမြင်တော့ချမ်းသာတဲ့သူတွေနဲ့ပေါင်းပြီးဒီလိုမြင့်မြတ်တဲ့ပွဲကိုတက်ရောက်တာလို့ထင်သွားတယ်။သူမကလှည့်စားတတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ပူးပေါင်းပြီးကျမကိုလူသိရှင်ကြားအဆက်ခွဲဖို့ကြိုးစားတယ်။ဒါပေမဲ့ကျမကအရင်လိုအားနည်းသူမဟုတ်တော့ဘူး။လှည့်စားတဲ့အမျိုးသမီးကိုရေးတစ်ခွက်ပက်ပြီးစားပွဲပေါ်မှာဖိထားလိုက်တယ်။ကျမရဲ့ခင်မွန်းကကျမကိုတားဆီးဖို့ပြေးလာပြီးကျမရောက်ခမကလုံခြုံရေးကိုကျမကိုနှင်ထုတ်ခိုင်းတယ်။သူတို့ကကျမကဒီလက်ဝဲယတနာကုမ္ပဏီရဲ့ဥက္ကဋ္ဌဆိုတာမသိကြဘူး။နောက်ဆုံးမှာတော့ကျမရောက်ခမကလုံခြုံရေးဝန်ထမ်းတွေရဲ့ခေါ်ဆောင်ခြင်းခံလိုက်ရတယ်။ကျမကကျမရဲ့အထောက်အထားကိုလူသိရှင်ကြားခြင်းရပြီးသူ့ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုဖျက်သိမ်းလိုက်တဲ့အခါသူတို့မိသားစုကနောင်တတရားကြီးစွာနဲ့ရပ်နေခဲ့ကြတယ်